make up ပြင်ပြီးသွားတာနဲ့ smile line ကြီးပေါ်နေလို့စိတ်ညစ်နေလားဒါဆိုရင်တော့ဒီဗီဒီယိုထဲမှာ skin care ကနေ foundation အထိကို smile line လုံးဝမပေါ်တဲ့နည်းနဲ့ပြင်ပြပေးသွားမယ်နော်ပထမအချက်အနေနဲ့ toner ကို tap လုပ်ပြီးတော့သုံးပေးပါမယ် smile line ပေါ်ရတဲ့အကြောင်းရင်းက hydrating လုံလောက်မရရှိရဖြစ်တာကြောင့်မလို့ဒီ smile line တစ်ဝိုက်တွေကို skin care လိမ့်တဲ့ခါမှာ hydrating effect ကိုတခြားလေးရအောင်လို့ဒီ smile line နေရာတွေကိုပို့တာလေးလိမ့်ပေးရပါမယ်အခုအရင်ဆုံးအနေနဲ့ရွှေကားချိုးနာကို tap လုပ်တဲ့နည်းနဲ့လိမ့်ပါမယ်ခါတိုင်းနေတွေလို့တိုနာပတ်မသုံးတော့ဘူးเนาะလက်လေးနဲ့ပဲတိချာလေးအနံ့လိုက်ပြီးတော့လိမ့်ပေးပါမယ်skin care တစ်စင်းနဲ့တစ်စင်းကြားမှာတိတိကျကျလေးလုံးလောက်စိတ်ဝင်မှုရှိအောင်လို့စက္ကန့်20ကနေ30အတွင်းထားပြလို့ရပါတယ်တိုနာလိမ့်ပြီးသွားပြီဆိုရင်တော့ SNS serum စိုက်တာတဲ့မျိုးကိုလိမ့်လို့ရပါတယ်ရွှေကတော့ဒီ serum လေးလိမ့်မယ်ပေါ့နော်ကုန်းအောင်ကုန်းနေညင်လားရွှေဒီ serum ဘယ်လောက်ကြိုက်လဲဆိုရင်အဲ့လိုမျိုးကုန်းတဲ့ထီကိုလိမ့်ပါတယ်အတစ်တဘူးဝယ်ပြီးပေါ့နော်ဒါပေမဲ့ရွှေနှမျောလို့ smile line ပေါ်မဲ့နေရာလေးတွေကိုတိချာလေးလူပေးမယ်ပေါ့နော်ဒီနေ့ပြီးရင်သုံးလို့မရတော့တေချာဝိုင်းဒါမဲ့လည်းတော့တစ်ခါလိမ့်လို့ရသေးရဲ့ဆိုနှမျောလို့ဒီဟာလေးဒီနှာခေါင်းတစ်လျှောက်ကနေပြီးတော့ဒီနှာခေါင်းပေါ့နော်ပစံသားလေးထိတက်ဝိုင်းဆိုတော့တိချာလေးကိုစိတ်ဝင်အောင်လိမ့်ပေးပါမယ်ဒီလိုနေရာတွေမှာလည်းအရာတွေပေါ်တတ်တယ်ဆိုတော့ဒီလိုနေရာလေးတွေလည်းတခြားလေးလိမ့်ပေးမယ်နော်လာပါပြီ main point နဲ့ကနောက်ထပ်တစ်ချက်က moisturizer ကိုလုံလောက်လိမ့်ပေးရပါမယ်ခါတိုင်းဒီရဲ့မောင်းနဲ့လောင်းတယ်ဆိုရင်ဒီရဲ့မောင်းကိုခါတိုင်းလိမ့်နေတယ်လို့ပဲတစ်ထပ်လိမ့်ပေးရပါမယ်အပြင်တော့နောက်ထပ် cover အနေနဲ့ပမာဏနဲ့ငယ်ယူပြီးသားရင်ဒီနှာခေါင်းနဲ့ smile line ထားတဲ့နေရာတစ်ဝိုက်ကိုလိမ့်ပေးပါမယ်ဒီချလေးနဲ့အောင်ပို့ပြီးရင်ထပ်ဒါဆိုရင်ခုနကဘာမှမလိမ့်ရတဲ့ပုံစံနဲ့ဆိုဒီမှာဆူဆူလေးတွေမျက်နှာက hydrating ရည်တက်ပြေးသွားနေပြီပြီးတော့ရွှေက sun cream လေးကိုရွှေလိမ့်နေကြ sun cream ကိုပဲလိမ့်ပေးပါမယ် make up လိမ့်တဲ့အခါမှာ smile line မပေါ်အောင်လို့ဖြစ်လို့ make up ရွေးတဲ့အခါမှာလည်းတေချာလေးရွေးပေးဖို့လိုအပ်ပါတယ်ဒါဆိုရင်တော့ smile line မပေါ်အောင်လို့ဘယ်လို make up လေးတွေကိုရွေးရမလဲဆိုတာကိုပြောပြပေးသွားမယ်နော်ရွှေကတော့ဒီ KMA က foundation လေးကိုလုံးဝ 100% သဘောကျပါတယ်ဘာလို့လဲဆိုရင်သူကဒီမှာ accent type ဖြစ်လို့မို့foundation ကိုဒီတိတ်ကြီးနဲ့ထူကြီးလုံးဝမဖြစ်ဘူးသူက coverage က medium လောက်သွားတယ် neutral to medium သွားတယ်သူကအသားနဲ့တစ်ထက်ကြတယ်ပေါ့နော် accent type ဖြစ်တာကြောင့်မလို့ဆိုကြီးလေးနဲ့ glow effect ရတယ်အဲ့ဒီအတွက်ကြောင့်မလို့တိတ်ကြီးမဖြစ်တဲ့အတွက် smile line ပေါ်မှာမဟုတ်ပါဘူးရွှေကဒီဗီဒီယိုထဲမှာဒီဘူးလေးနဲ့ပြင်ပြသွားမှာဖြစ်ပါတယ်အရင် make up ပုတ်တုံးကလည်းဒီ KMA foundation လေးသုံးပြသွားတာပေါ့နော်နောက်ထပ်သုံးသင်းတဲ့တစ်စိတ်တစ်ခုကတော့ဒီ cut trick ထဲကhydrating foundation ပေါ့နော် hydrating ပါဝင်တာဖြစ်တာကြောင့်မလို့ခြေဓာတ်ကိုအဓိကထားပြီးတော့ထုတ်ထားတယ်အဲ့ဒီအတွက်ကြောင့်မလို့ဒီ smile line မပေါ်ခြင်းတဲ့သူတွေ make up တိတ်ကြီးမကြိုက်တဲ့သူတွေဆိုရင်ဒီ cut trick ထဲကလည်းသုံးလို့ရပါတယ်နော်ဒါကတော့ကိုယ်နဲ့လိုက်ဖက်တဲ့အရာကိုရွေးချက်ပြီးတော့သုံးဖို့ရလိုအပ်တယ် foundation သုံးမယ်ဆိုရင်ကိုယ့်ရဲ့ skin အကြောင်းကိုသိမှရမယ်ပေါ့နော်ရွှေ skin type ပြောထားတဲ့အကြောင်းတွေရှိတယ်ဒါကတော့ရွှေရဲ့ wall ထဲမှာတစ်ချက်ဝင်ကြည့်လိုက်ပေါ့နော်foundation ကိုဘလို့အသားရောင်တွေကဘလို့ရောင်မျိုးတွေသုံးရမလဲဘလို့မျိုးအနာတုံးခွဲပြီးတော့ဘလို့အသားရည်ဆိုရင် foundation ဘလို့ရွေးရမလဲဆိုတာကိုတော့နောက်ထပ်ဗီဒီယိုမှာပြောပြပေးသွားမှာဖြစ်ပါတယ်ကဲဒါဆိုရင်တော့ foundation ကို smile line မပေါ်အောင်လို့လိမ့်တဲ့နည်းကိုလိမ့်ပြပေးသွားမယ်နော် foundation ကိုရွှေကဒီပတ်လေးနဲ့တို့ပြီးလိမ့်မှဖြစ်လို့မို့ဒီဟာလေးကိုဒီတိုင်းလိမ့်လိုက်တာမျိုးမဟုတ်ဘဲနဲ့မှရေးစွပ်ပြီးမှသုံးပါမယ်ဒါရွှေရေတစ်ခေါက်ကသုံးထားတဲ့ foundation တွေလည်းဒီရေးစွပ်ပြီးတော့လုပ်လိုက်တဲ့အခါမှာ foundation တွေပါသွားမှာပေါ့နော်ဒါရွှေတကူသုံးတာဆိုတော့ခဏတော့မဆေးပြဘူးနှစ်ခါသုံးခါ foundation လိမ့်ပြီးနော်
ပြန်ပြီးတော့စပြနဲ့စီးတယ်ပေါ့နော်ဒါတော့အရင်တစ်ခါပဲလိမ့်ရသေးတယ်ဆိုတော့ဒီဟာလေးကိုရေစွတ်ပြီးတော့မှဒီတီရှူးလေးနဲ့လုံးမယ်ပေါ့နော်အချက်ကြည့်ပြပါအောင်ရေစွတ်ပြီးတော့လုပ်တဲ့အခါမှာရေကိုအောက်ကနေခံပြီးမှဒီလိုလေးစုပ်နေပြီးတော့လုပ်ပေးမယ်အဲ့ဒါပြီးရေကိုလုံးဝဒီလိုညှိချရမှာပေါ့နော်ရေစွတ်လာတဲ့တိုးဘက်လေးကိုတီရှူးလေးနဲ့ရေလေးတွေချအောင်လုပ်ပေးမယ်ပေါ့နော်ဒီလိုနေထားလေးရောက်ပြီဆိုရင်ရေကလည်းမထွက်တော့ဘူးဒီလောက်ပဲအဲ့ဒါဆိုရင်တော့ foundation စပြီးတော့လိမ့်လို့ရပါပြီ foundation လိမ့်မယ်ဆိုရင်မျက်နှာပေါ်မှာ foundation ကိုထားရိုက်ကြည့်မတင်နဲ့ပေါ့နော်ကိုကဒီ smile line မပေါ်စေဘူးဆိုရင်လက်လေးပေါ်မှာအရင်တင်ပေးမယ်ကိုလိမ့်မဲ့ပမာဏကိုလက်ပေါ်တင်ပြီးပြီဆိုမှဒီလိုမျိုး foundation လိမ့်တဲ့ဟာနဲ့ဖြည်းချင်းတလေယာချင်းစီကိုထပ်ဖြည့်ပေးမယ်ပေါ့နော်ဒီ foundation ဆိုရင် moisturizer တက်ပါတယ် essence ပါတယ်ဆိုတော့ကွာစိုးစိုးကြည့်ကြည့်လေးပဲအရင်ကြီး makeup ကိုလိုအပ်တဲ့ပုံပြီးအများကြီးမလိမ့်ဘူးเนาะခေါင်းကြားလေးတွေတိကျလိမ့်ပေးမယ်တစ်ဖက်ဆိုတစ်ဖက်အရင်လိမ့်မယ်เนาะဘာလို့လဲဆိုရင်ဒီ foundation ဆိုတာကွာနှစ်ဖက်လုံးမှာတင်ပြီးလိုက်ရင်ကိုကဖြတ်နေတဲ့အချိန်ကွာကိုကဖြတ်နေတဲ့အချိန်တစ်ဖက်ကဘာမဖြစ်သေးဘူးတစ်ဖက်ကထောက်သွားရင်ဆွဲရတာအဆင်မပြေတော့ဘူးပေါ့เนาะအဲ့ဒါကြောင့်မလို့ပါအချိန်မရဘူးမြက်လိမ့်မယ်ဆိုရင်တော့လိမ့်ပေါ့နော်ဒါလေးတိုင်းလေးလိမ့်တာပို့ပြီးတော့နီလန်းမှန်ပါတယ်လိမ့်တဲ့ခမာတင်ကိုတစ်ခါတည်းကွာပတိတ်ကလေးရအောင်လို့ဒီ foundation လိမ့်တဲ့ဟာနဲ့ပဲတေချာလေးလိမ့်သွားပြီပါရေစွတ်ထားတဲ့တိုးဘက်လေးနဲ့တုပ်ပါမယ်ခေါင်းကြားလေးတွေကိုတေချာလေးပုတ်ပေးမယ်နော်တေချာလေးတိတ်လေးလုပ်ပေးပါမယ်နောက်ထပ်တစ်ချက်ရှိရကလေကိုကမနက်ကိုမိတ်ကပ်လင်းရမယ်ဆိုရင်ညတစ်ပတ်ကိုတစ်ခါပဲဖြစ်ဖြစ်ပေါ့နော်ဒီပွဲတွေသွားမယ်ဆိုရင်ဟိုညကနေကြို့ပြီးတော့ mask ကတ်ထားတာမျိုးတွေလုပ်လို့ရတယ်ပေါ့နော်တစ်ချမ်းပြီးသွားပြီပေါ့နော်နောက်တစ်ဖက်ကိုခုနလိုပဲဆက်ပြီးတော့လူပါမယ်အစလုံးတွေလည်းဖုံးဝအောင်ပုံပြက်ပြီးဝဲတဲ့ဖူ smile line မပေါ်စေဘူးဆိုရင်တော့ပေါင်နာအုပ်တာမျိုးတွေလုံးဝလုပ်လို့မရဘူးเนาะအဲ့အတွက်ကြောင့်မလို့ပေါင်နာလောက်ကိုပဲနည်းနည်းလေးသုံးလို့ရမယ့်နေရာလေးတွေကိုပြပေးသွားမယ်เนาะပေါင်နာမသုံးဘူးဆိုလဲကွာ foundation လဲရင်တနေ့ကုန်ခံမှာမဟုတ်ဘူးအဲ့တော့ဒီအယောင်မပါတဲ့ colorless လူပေါင်နာကိုအနှဲငယ်ယူမယ်ပြီးရင်ပြန်ခါလိုက်မယ်ပေါ့เนาะပြန်ခါပြီးရင်လက်မှာဒီလိုမျိုးလေးညီအောင်လို့ပုတ်ပေးသွားပြီဆိုရင်ဒီစုံနေရာလေးတွေကိုပဲရွေးပြီးတော့နည်းနည်းချင်းပေါ့နော်နည်းနည်းလေးပဲ foundation ခံတဲ့လောက်လေးပဲလိမ့်ပေးမယ်ဒီနှာခေါင်းတွေလုံးမယ်နှစ်ဖူးတွေဒီမျက်လုံးအောက်တွေပေါ့နော်ချွေးထွက်ရင်မကွက်အောင်လို့မျက်လုံးအောက်တွေလုံးမယ်လုပ်ပြီးပြီဆိုရင်ဒီပါးလေးတွေကိုနည်းနည်းလေးလုံးမယ်အဲ့ပို့တဲ့ဟာနဲ့ပဲဒီ smile line နေရာတွေကိုနည်းနည်းလေးဆိုရပြီနော်မိတ်ကပ်ရွေးတာတွေလည်းမဖြစ်တော့ဘူးပေါ့နော်loose powder ကိုတော့ရွှေကဒီ signature က loose powder ပေါ့နော်အဲ့ဒါကိုပဲသုံးပေးပါတယ်ဒါဆိုရွှေဝဲထားတော့ကြာပြီ loose powder ဆိုတာကွာအများကြီးထိုးသိပ်ပြီးပုတ်ရတာမျိုးမဟုတ်ဘူးအဲ့လိုမျိုးကိုယ့်ရဲ့ဒီ brush stand လေးနဲ့ပဲနည်းနည်းလေးယူပြီးတော့ပြန်တောက်ပြီးတော့လက်ပေါ်မှာတင်မျက်နှာပေါ်မှာပြတ်မှနည်းနည်းလေးကျန်တဲ့ဟာကိုတင်ပေါ့နော်ဒါတွေအားလုံးပြီးသွားပြီဆိုရင်တော့ဒီ setting spray ဖြန်းလို့လည်းရတယ်စပင်းညဒါတွေအားလုံးပြီးသွားပြီဆိုရင်တော့ setting spray ရှင်ဖြန်းလို့ရတယ်ပေါ့နော်ဖြန်းတာပို့ပြီးကောင်းပါတယ်ရွှေကတော့ဒီ setting spray ကကုန်နေရဖြစ်တာကြောင့်မလို့ဖြန်းမပြတော့ဘူးပေါ့နော်လောက်ပဲဆိုတော့အားလုံးလိုက်ပြီးတော့ပြင်လို့ရမယ်လို့ထင်ပါတယ်နော် foundation ကို smile line မပေါ်အောင်ဘလို့လိမ့်တဲ့နီးလဲဆိုတာလဲသိပြီးသွားပြီရွှေဒီဗီဒီယိုလေးကိုဒီမှာပဲနားလိုက်တော့မယ်နော် message record တွေကအရင်များတဲ့ခါကျရင်ချက်ပေါက်ကနေဆိုရင်မမြင်ပါဆိုလို့ရွှေကို comment အောက်ကနေပြီးတော့ဒီသိချင်တဲ့အကြောင်းအရာတွေအကုန်လုံးကိုမေးလို့ရပါတယ်ရှင့်နောက်ထပ်ဗီဒီယိုမှာပြန်တွေ့ကြမယ်နော်